ဘာ23ရက်နေ့မှာပထမဆုံးထိုင်းနိုင်ငံသားတွေအရင်ပို့တယ်28ရောက်ပေါ့နော်နောက်တရက်ကျတော့36ရောက်အဲ့ဒါတရုတ်နိုင်ငံသားလို့ပြောလို့ရတယ်နောက်တတိယနေ့ဖြစ်ဟိုစားဒီ23 24 25ရက်နေ့မှာကျတော့ကျွန်တော်တို့လူမျိုးပေါင်းစုံပဲနိုင်ငံပေါင်းစုံလို့ပြောလို့ရတယ်ရာတော်တော်လေးများတယ်ကျွန်တော်လည်းမှတ်မိတော့ရာကနန်းတော်တော်များတယ်နော်အဲ့ဒါဆိုတော့အဲ့မှာ25ရက်နေ့မှာတတိယနေ့အဖြစ်ကျွန်တော်ဆက်ပြီးတော့ပို့ဆောင်လို့ရတယ်အများစုကတော့တရုတ်နိုင်ငံသားလို့ပဲပြောလို့ရတာပေါ့နော်နေရာတိုင်းမှာတရုတ်ကတော့များနေတယ်ဒီနေရာဟာမျိုးမှာဆိုတော့အဲ့မှာပြီးတဲ့နောက်မှာကျွန်တော်တို့ထပ်ပြီးတော့ကြိုးစားတာက26ရက်နေ့မှာဘလို့မှလုပ်လို့မရဘူးပို့လို့မရဘူးဒါပေမဲ့ဒီအနေထားဘယ်လိုပဲဖြစ်ကျွန်တော်တို့နီလန်းရှာပြီးတော့ဖြည့်ရှင်းကြတော့ဗောလေ26မရဘူး29 28 29 30မနေ့อ่ะဗောနော်မနေ့ညနေအားဆိုလုံးဝမထင်မှပဲညနေပိုင်းမိုးချုပ်ခါနီးမှကျွန်တော်တို့ပို့လို့ရတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ဒါပေမဲ့လူက390 2ယောက်မှာကျွန်တော်တို့199ယောက်ပို့လို့ရတယ်အများစုကတရုတ်ဖြစ်တယ်ပို့လို့ရတယ်ဆိုပေမဲ့အခုကလက်ကြံက103ယောက်အရာနဲ့ကန်းနဖူးမှာတော့103ယောက်ကြံသေးတယ်အဲ့ကန်းနဖူးမှာဟိုဆက်ပို့ရမယ်လို့လေနော်အဲ့ဒီကမ်းပေါ်မှာတောက်နေဒါပေမဲ့ကျွန်တော်ဝင်းထဲမှာပေါ့နော်ဒီကြပြန့်ဝင်းထဲမှာလက်ကြံတဲ့လူကကျွန်တော်စီးရင်စစ်ကြည့်လိုက်ရခါကျတော့1000ကျော်တယ်ဗျအားလုံးပေါင်း1000ကျော်တယ်ဒီလုပ်ငန်းစီလှုပ်ဆက်လောက်တာကျွန်တော်ကြည့်ရတော့2025နှစ်စကတည်းကနိုင်ငံ3နိုင်ငံပေါ့နော်တရုတ်ရထိုင်းရမြန်မာရဆိုတော့သူတို့နိုင်ငံချင်းလှုပ်တဲ့အနေထားနဲ့သူတို့ဒီရန်တရားတွေဆက်သွားနေကြတာ哦ဆက်သွားနေကြတာ哦ဒါကတော့သူတို့ဒီရန်တရားကတော့သူတို့တည်ချာလှုပ်တော့အပိုင်းတော့ရှိတဲ့အပေါ်မှာတော့လူဦးရေထောင်ဝန်းတောင်းဝန်းလောက်တော့သူတို့ပို့နိုင်တဲ့အနေထားတစ်ခုတော့ရှိတယ်ကျွန်တော်တို့ဘက်ကျတော့အဲ့လိုရန်တရားမျိုးမရှိဘူးဗျအဲ့လိုရန်တရားမျိုးမရှိဘူးတော့ကျွန်တော်တို့ဖြစ်နိုင်တဲ့နည်းတွေအကောင်းဆုံးနည်းလမ်းတွေရှာပြီးတော့လုပ်ရတဲ့အပိုင်းတော့ရှိတာပေါ့လေဒါတစ်ချက်ပေါ့နော်မတူတဲ့အချက်ကနောက်တစ်ချက်ကဘာလဲဆိုတော့ထိုင်းကလည်းသူဘက်ကနေသူလက်ခံရတဲ့အပိုင်းရတာဘာဖြစ်လဲဆိုတော့ဒီလူတွေပြန်ဖို့အတွက်ထိုင်းကနေတစ်ဆင့်အကုန်ပြန်တာ哦ဆိုတော့သူကတောင်ကိုသူခုံးဖို့ကြလာတယ်ဆိုတော့အဲ့ဒီခံမှာကျွန်တော်တို့ဘက်ကလူတွေလည်းမဟုတ်ဘူးဟိုတခြားနေရာကလူတွေလည်းသူလက်ခံရတယ်ဆိုတော့သူတို့အကြောင်းပြတာနေရာထိုင်ခင်းအခက်အခဲအများကြီးရှိတယ်ဟိုထားကြတော့မရှိဘူးတဲ့ဆိုတော့လူတွေတအားများဒီဘက်ကန်းကူးတာလေကျွန်တော်တို့ဘက်ကကူးတယ်ရှုတခြားနေရာလည်းကူးတယ်လေဆိုတော့အဲ့လိုဟာမျိုးကြတော့သူကအဲ့လိုအခက်အခဲဖော်ပြတယ်တဲ့အဲကြောင့်မလို့ကျွန်တော်နားလဲရတော့သူတို့မှလည်းအကုန်လုံးအဆင်သင့်မဖြစ်ဘူးလို့နားလဲရတာပဲအဲ့ဒါပဲရှိပါတယ်ခင်ဗျာကြားဖြန့်လိန်မှုဝင်းထဲမှာဆိုရင်တော့လူတွေကအမျိုးရှိတာတချို့ကလိန်ခံတချို့ကြတော့သူများကိုလိန်တယ်အဲ့ဒီအပေါ်မှာအများကြီးစားလှုပ်တော့ခေါင်းဆောင်တွေလှုပ်တယ်လူကြီးရဲ့တထေးတွေလှုပ်တယ်ဆိုတော့အဲ့ဒီအပေါ်မှာတချို့ကနီးပညာနဲ့ဟိုဒီအလုပ်ကျွေးပြူတယ်ပေါ့ကွာအမျိုးရှိကြတာဒါပေမဲ့ဒီလိုမျိုးအထူးသဖြင့်ဒီလိုမျိုးမတရားပဲနဲ့အလိန်ခံတဲ့လူတွေလေဘသူရဲ့ဘဝမှန်းတော့ကျွန်တော်မသိဒါပေမဲ့မင်းတို့ပြန်ချင်လားဆိုတော့အဲ့ဒီလူမျိုးကအော်တခါချက်ချင်းထပ်ဖြေတော့အဲ့ပြန်ချင်တယ်မနေချင်ဘူးဘာဖြစ်လဲဆိုတော့သူတို့အလိန်ခံရတာသူတို့ခေါင်းပြပြန်ခံရတာလေဒါပေမဲ့တချို့ကြတော့ပြန်ချင်လားဆိုတော့မပြန်ချင်ဘူးစီရင်ပေးပါဆိုတော့မပေးချင်ဘူးဆိုတော့အဲ့လူတွေကကိုယ့်နိုင်ငံတော်မှာကိုမပြန်ချင်တော့ဘူးဆိုတော့ဘာဖြစ်လဲလဲဆိုတော့တခုပဲစဉ်းစားကြဟောပြောစဉ်းစားမဲ့လူကတော့သူ့နိုင်ငံအစိုးရမကောင်းလို့မပြန်ချင်တာလားဒါမှမဟုတ်သူတခုခုများဘာတွေမဟုတ်တာလောက်ခဲလို့မပြန်ချင်တာအမျိုးမျိုးစဉ်းစားကြရှိတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အကျယ်ချက်တော့မပြောချင်ဘူးအဲ့လိုအနေထားမျိုးရှိတယ်ပြန်ချင်တဲ့လူနဲ့မပြန်ချင်တဲ့လူကအကြောင်းမျိုးရှိကြမှာပဲလေပူပေါင်းဆောင်ရကျွန်တော်တို့ဘက်ကတော့နိုင်ငံတကာပူပေါင်းဆောင်ရမှုအင်မတန်ရေးကြီးတယ်နိုင်ငံတကာပူပေါင်းဆောင်ရမှုမရှိဘူးဆိုရင်ကျွန်တော်တို့ဘလို့မှအလုံးဖြစ်နိုင်ဘူးဆိုတာတော့ကျွန်တော်ထပ်ခါပြောတယ်ဒါပေမဲ့လက်တွေ့ရတော့အဲ့ဒါကလည်းနိုင်ငံတကာပူပေါင်းဆောင်ရမှုမရှိဘူးဆိုတာမဟုတ်ဘူးရှိတယ်ဟိုတချို့နိုင်ငံတွေဆိုတော့ तू ကထုတ်ပြန်ပြီးတော့တခါတည်းဝပေါ်တင်ပြောနေကြတာပါလေဘယ်အဖွဲ့ဖွဲ့စည်းပြီးဥပမာဆိုကြဆို American ဆိုတော့scam center strike force ဆိုတော့အဲ့မှာသူတို့အဲ့ဒီမှာဟိုထိုင်းတော်ဝင်ရက်တပ်ဖွဲ့နဲ့သူတို့လက်တွဲလှုပ်ဆောင်မယ်နောက်ပြီးတော့ Burma team ဆိုပြီးတော့ဖွဲ့တာတွေရှိတယ်ဆိုပေမဲ့လို့သူတို့နိုင်ငံကဒီမိုကရေစီနိုင်ငံဆိုတော့လုပ်ငန်းလုပ်တဲ့အခါမှာအဲ့လိုမျိုးကတော်မျိုးထပ်ပြီးတော့လုပ်လို့မရဘူးသူကတဆင့်သွားတဲ့အနေအထားတွေရှိတယ်ဘယ်ဥပဒေကဒီလိုရှိတယ်ဘယ်ဥပဒေမှာအတူပြရမယ်ဘယ်နေရာမှာဒီအဲ့ဒီလှုပ်လိုက်တဲ့ပုံမှာတခုပဲဟိုကျွန်တော်တို့ဥပဒေပေးရမယ်ဆိုတော့လွယ်လွယ်လေးနဲ့ကြည့်ရမယ်ဆို engine set တခုပေါ့နော်ဒီဇယ် engine နဲ့ဟိုဓာတ်ဆီ engine မတူဘူးလေဒီဇယ် engine က तू ကဘယ်လိုပဲဖြစ်အထတော့နေတယ်ဗျအထနှေးတယ်ဆိုပေမဲ့ तू ကထပြီးဆိုတော့ဟိုသွားရလို့မရတော့ဘူးဗျဒါတော့ तू သဘောတရားအဲ့လိုရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မျှော်လင့်ရတာဘာဖြစ်ဖြစ်ဒီလိုအထနေတဲ့ဒီဇယ်ဆက်ကောင်းတစ်ခုကလည်းကျွန်တော်တို့စိတ်ပြည့်စရာတော့မရှိဘူး။ तू ကလုပ်ငန်းစဉ်ထဲမှာပဲရှိသေးတဲ့ပုံမှာ तू ကတော့တစ်ခုတစ်ချင်းချင်းသွားမယ်လို့တော့ကျွန်တော်နားလည်ရပါတယ်။အဲဒါကြောင့်မလို့အခုလက်ရှိမှာတော့ဒီလိုအနေအထားမျိုးရှိနေတယ်လို့လည်းကျွန်တော်နားလည်ရပါတယ်ခင်ဗျာ။
အမှန်မှအဲ့ဒါကျွန်တော်တို့ကတော့ဒီလိုမျိုးဒီကျွန်တော်တို့ခက်ခက်ရက်ဒီရုန်းကန်နေရတဲ့အနေအထားမျိုးမှာဒီလိုမျိုးအထိပကမဖြစ်အောင်တော့ကျွန်တော်တို့အများနဲ့ကြိုးစားတယ်ဒီလိုမဖြစ်အောင်လဲကြိုတင်ကာကွယ်သိရင်လဲကျွန်တော်ကာကွယ်သိရမှာပဲအဲ့ဒါအရေးကြီးဆုံးအချက်ဖြစ်တဲ့ကိုတိတန်နဲ့အညီကျွန်တော်တို့တတ်နိုင်တော့ကြိုးစားတယ်လေအဲ့ဒါကြောင့်မို့ဒီလောက်ဒီဟာကြကျွန်တော်သိပြီးတော့လဲပြောစရာတော့မရှိဘူးဒါပေမဲ့တစ်ခုပဲရှိတယ်ကကျွန်တော်တို့ဒီနေ့ဟိုဘာကိုအဓိကထားလှုပ်ဆောင်နေလဲဆိုတော့ကျွန်တော်တို့ရဲ့အကရင်တစ်မျိုးသားလုံးအပေါ်မှာအန်ဒီရဲ့ကြာရောက်နေတဲ့ဒီငွေလိန်ကိုင်းဆိုတဲ့ဟာတွေကကျွန်တော်တို့ဂုံတိတ်ခါကိုလည်းအများကြီးထိခဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီမူးရဆေးဝါးဆိုတဲ့ကိစ္စမူးရဆေးဝါးတော်တော်လေးကိုကျွန်တော်တို့ကရင်လူမျိုးကိုဖျက်ဆီးတယ်အဲကြောင့်မလို့ဘာဖြစ်ဖြစ်ဒီမူးရဆေးဝါးငွေလိန်ကိုင်းဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့ကရင်လူမျိုးသားလုံးအရန်သူပဲဖြစ်တယ်ဒီ KV ကကျွန်တော်တို့ရန်သူမဟုတ်ဘူးအဲ့ဒါတော့ကျွန်တော်ရှင်းရှင်းပြောလို့ရတယ်ဗျ